ချန်ပီယံလိပွဲကြိုသုံးသက်ချက်အားလုံးပဲမင်္ဂလာပါခင်ဗျအင်္ဂါနေ့ညချန်ပီယံလိဆက်လျှောက်သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘာစီလိုနာနဲ့ဘင်ဖီကာပထမအကျော့မှာကန်ကောင်းပြီးနိုင်ခဲ့တာရဲ့အကျိုးဆက်ကဒီပွဲအတွက်ဘာစီလိုနာကိုအနည်းနဲ့အများဖိအားရောက်သွားစေပါတယ်ဒီအသင်းကနူးကမ်မှာဆိုယုံကြည်ချက်ပုံမှုပြေဝပြီးပိုကောင်းတယ်ဆိုတာညင်းမရပါဘူးဘင်ဖီကာကတော့ပေါ်တူဂီမြေမှာတုံးကထက်ပိုပြီးဖွင့်ကစားလာဖို့ရှိတယ်။အနည်းဆုံးနိုင်ပွဲရမှဖြစ်တာကြောင့်အရေးစွန့်ကစားလာနိုင်ပြီးအကျိုးဆက်ကဘာစီလိုနာရဲ့တံပြန်တိုက်စစ်တွေကိုခွင့်ပြုပေးရဖို့များပါတယ်။ဘာစီလိုနာပဲနိုင်ပွဲရသွားမှဖြစ်ပြီးသွင်းဂိုးတွေမြင်ရမှာပါ။ခံမဲ့ရလက်အဖြစ်ဘာစီလိုနာ3ဘင်ဖီကာ1ဖြစ်ပါတယ်ခင်ဗျာ။လီဗာပူးဆင်နဲ့ဘိုင်ယန်မြူနစ်ဖြစ်နိုင်ခြေအရန်နှဲပေမဲ့လီဗာပူးဆင်တို့လက်လျှော့အောင်မှာမဟုတ်ပါဘူး။ဘွန်ဒလီဂါကလပ်အသင်းတွေရဲ့ထုံးစံတိုင်းတိုက်စစ်ကိုမျက်စိစုံမိတ်ဖွင့်ကစားတာမျိုးတွေမြင်ရလာနိုင်ပြီးတော့မျှော်လင့်လို့ရတဲ့အခြေအနေမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဘိုင်ယန်ကအဝေးကွင်းမှာပထမအကျော့ရလက်ကိုထိန်းကစားရင်တံမြတ်တိုက်စစ်တွေအားပြုလာပါလိမ့်မယ်။စိတ်ပူစရာကပွဲအစပိုင်းမိနစ်တွေမှာဂိုးပေးလိုက်ရရင်အမားတွေလောက်လာနိုင်တာပါ။လီဗာပူးဆင်အတွက်မျှော်လင့်ချက်မဲ့တဲ့ပွဲတော့မဟုတ်နိုင်ပေမဲ့ဘိုင်ယန်မြူနစ်ပဲနောက်တစ်ဆင့်တက်သွားပါလိမ့်မယ်ခင်ဗျ။ခံမဲ့ရလက်ဖြစ်လီဗာပူးဆင်3ဘိုင်ယန်မြူနစ်1ဖြစ်ပါတယ်ခင်ဗျာအင်တာမီလန်နဲ့ဖီယနုကဒီအဆင့်နဲ့ပဲခြေနဲ့ရဖို့များပါတယ်ကစားပုံကောင်းပြီးကစားကွက်တိဆောက်ပုံလေးတွေတေးသေးသက်ရှိပေမဲ့အရေးသွေးပိုင်းအရတော့ဥရောပအသင်းကြီးတွေကိုရှင်းနိုင်မှာမဟုတ်ပါဘူးအင်တာမီလန်ကအိမ်ကွင်းမှာအမှားမလုပ်ပဲထိန်းကစားသွားဖို့လိုပါမယ်ဒီအသင်းရဲ့နီးစနစ်ပိုင်းနဲ့ကစားပုံကစိတ်ချလို့ရတာကြောင့်ဒီပွဲနဲ့ပတ်သက်လို့စိုးရိမ်စရာများဆဆရှိမနေပါဘူးပထမကြောကရလက်တိုင်းပဲအင်တာမီလန်အသင်းနိုင်ပွဲရသွားမှာပါခံမရတဲ့အဖြစ်အင်တာမီလန်2ဖီယနု0ဖြစ်ပါတယ်ခင်ဗျာလီဗာပူးနဲ့ PSG ကွင်းမှာနိုင်ခဲ့တာကပွဲချိန်တွင်ရှေ့စွမ်းအရဆိုရင်လီဗာပူးအတွက်အဖိုးတန်လွန်းပါတယ်ဆက်တိုက်ဖိကစားနေပေမဲ့သွင်းကိုတကူရဖို့တော့မစွမ်းဆောင်နိုင်ခဲ့တဲ့ PSG အတွက်ကတော့ဒီပွဲကအများကြီးပိုခက်ခဲသွားမှာပါအန်ဖီမှာလီဗာပူးကရတရခတ်တဲ့တိုက်စစ်လမ်းကြောင်းစတင်လိုက်တိုင်းအခွင့်အရေးတွေရတတ်ပြီးတော့ပွဲချိန်တွင်အာနီစလော့ရဲ့နီးစနစ်အပြောင်းလဲတွေကလည်းအတိအမှတ်ပြုရလောက်အောင်အကျိုးပြုတတ်ပါတယ်လီဗာပူးနိုင်ပွဲရနိုင်ပြီးတော့ဒီပွဲတော့သွင်းဂိုးတွေမြင်ရနိုင်ပါတယ်ခင်ဗျခံမရလက်အဖြစ်လီဗာပူး3 PSG 2ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့လူချင်းမင်းတို့ရဲ့အမြင်ကိုလည်း comment box မှာဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်